4500နဲ့အခုလို cheese အမြင်လိုက်ကြီးရှည်ထွက်လာတဲ့ hot dog ကိုသွားစားပါမယ်။ဆိုင်လေးကတော့ okay hot dog ဆိုတဲ့ဆိုင်လေးပါ။ထုံးစံတိုင်းပဲသူ့မှာကတော့ fish cake နဲ့ tteokbokki တွေလည်းရှိပါတယ်။ hot dog ကမှာမှပဲကြော်ပေးတာမို့လို့15မိနစ်လောက်စောင့်ရတဲ့အတွက်အရင်ဆုံးကင်ဘက်ကလေးစားထားပါမယ်။တူနာနဲ့စားနေကြကိုမုံညင်းရွက်နဲ့ပြောင်းမာလိုက်တာဆိုတော့ရွေးချယ်မှုကအလေးတက်လေးတော့မှာသွားပါတယ်။ Mayonnaise နဲ့ sweet chili sauce တွေကိုကိုရှိမာရင်ဟော်ဒီလိုအများကြီးစမ်းပြနေတာဆိုတော့အမြင်နဲ့တင်စားကျင်စပွဲကောင်းပြီးတည်ရကြနေပါပြီ။အခုမှကြော်ထားတဲ့ hot dog လေးကို sauce တွေနဲ့ပေါင်းလိုက်တော့အနံလေးကလည်းမွေးအီနေတာပါပဲ။ hot dog ဆိုင်ကြီးကလည်းကိတ်လုံးတော်မှုလို့စားမယ်ဆိုရင်တော့ကျွန်တော်လိုပါဇက်ကျဲကြီးဟာဖို့တော့လိုပါတယ်။အခုမှကြော်ထားတဲ့ဆိုပေမဲ့အရန်ကြီးပူနေတာမျိုးမဟုတ်ဘဲနဲ့အပြင်ကွန်ကျွတ်ကျွတ်လေးရဲ့အတွင်းသားအီအီလေးရဲ့ချီစိမ့်စိမ့်လေးရဲ့ပေါင်းထားတာဆိုတော့တလုံးဆိုသလောက်ထိမိနေတာပါပဲ။4500ပဲပေးရတယ်ဆိုပေမဲ့ cheese တွေလည်းအများကြီးပါတဲ့အပြင် size လည်းကြီးတာမို့လို့တစ်ချောင်းဆိုရင်ကိုဘိုက်ဝါပါပြီ။မြန်မာပလာဇာအပေါ်ဆုံးတက်မှာရှိပါတယ်။စားကြည့်ပါတတာ